我们一起去超市。ငါတို့အတူစူပါမားကတ်သွားမယ်我们一起去超市。ငါတို့အတူစူပါမားကတ်သွားမယ်你看完了吗？你အလုပ်ပြီးပြီလား你看完了吗？你အလုပ်ပြီးပြီလား你要这个吗？你还有吗啦？你要这个吗？你还有吗啦？你好吗？你高啦？你好吗？你高啦？我要去上班，我အလုပ်သွားတော့မယ်我要去上班，我အလုပ်သွားတော့မယ်我要下班了，我အလုပ်ဆင်းတော့မယ်我要下班了。ငါအလုပ်ဆင်းတော့မယ်我要回家ငါအိမ်ပြန်တော့မယ်我要回家ငါအိမ်ပြန်တော့မယ်你吃饭了吗？你ထမင်းစားပြီးပြီလား你吃饭了吗？你ထမင်းစားပြီးပြီလားဟုတ်ကဲ့ပါနောက်နေ့ဒီမှာလည်းကြံရှိနေတဲ့အပိုင်းတွေကိုဆက်လက်ပြီးတော့သင်ပေးဦးမှာမလို့ဒီ channel လေးကို like and subscribe ပြုလုပ်ပေးဖို့မမေ့ကြပါနဲ့ဦးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်